တနေ့မှကြိုကလမ်းမပေါ်မှာကြိုးပေးထက်ခံထားရတဲ့လူတွေကိုတွေ့လိုက်ရပြီးအဲ့ဒီထဲမှာသူ့အမေရဲ့ဖက်နှက်ကိုမြင်လိုက်ရတဲ့အခါကဘာပြတ်သွားသလိုခံစားလိုက်ရတယ်။ဒုတိယကဘာစစ်အသင်းကဂျာမနီမြို့လေးတစ်မြို့မှာနေထိုင်တဲ့အသက်10နှစ်အရွယ်ကောင်လေးကြိုဟာနာစီဝါဒကိုအယံယုံကြည်ပြီးနာစီလူငယ်အဖွဲ့ထဲကိုဝင်ဖို့ဆရာထက်တန်နေတဲ့သူပါဒီစကားလေးရဲ့အထူးခြားဆုံးကွက်လက်ကတော့ကြိုရဲ့စိတ်အာရုံထဲမှာပဲရှိတဲ့သူ့ရဲ့အချစ်ဆုံးတငယ်ချင်းပါပဲအဲ့ဒီတငယ်ချင်းကတော့တခြားသူမဟုတ်ပါဘူးကမ္ဘာအကြောင်းအရာဆုံးအာနာရှင်အဒေါ့ဖ်ဟစ်တလာပဲဖြစ်ပါတယ်ဒါပေမဲ့စိတ်မပူပါနဲ့ဒီဟစ်တလာကတော့သွေးအေးရက်ဆက်တဲ့လူသက်သမားမဟုတ်ပါဘူးသူကကြိုကိုအားပေးတယ်အကြံဉာဏ်တွေပေးတယ်တခါတလေကြာရင်ကလေးတယောက်လိုပဲရက်ဆက်ကောင်းနေပြတတ်တဲ့ကြိုရဲ့စိတ်ကူးရင်အချစ်တော်ကြီးဖြစ်နေပါတယ်ကြိုဟာနာစီတင်နန်းစခန်းကိုရောက်သွားတယ်။အဲ့ဒီမှာစီနီယာတွေကသူ့ကိုတတိရှိမရှိစမ်းသပ်ဖို့ယုံတကောင်ကိုတတ်ခိုင်းလိုက်ပါတယ်။သူကမတတ်နိုင်ပဲယုံကိုလွတ်ပေးလိုက်တဲ့အတွက်လူတိုင်းကသူ့ကိုကြိုရက်ပဲဆိုပြီးတော့ဝိုင်းလောင်ကြတယ်။သူ့ကိုယ်သူတတိရှိချောင်းတတိပြဖို့လက်ပစ်ပုံးတစ်လုံးကိုလူယူပြီးပြစ်လိုက်ရာကနေသူ့ရှိထောင်နားမှာပောက်ကွဲပြီးတော့တန်ရာရသွားပါတယ်။မျက်နှာမှာလည်းအမာရွတ်တွေထင်သွားပြီးရှိထောင်မတန်မဆွမ်းဖြစ်သွားလို့စစ်ထဲမသွားရတော့ပါဘူးအိမ်မှာပဲနားနေရတဲ့ကြိုဟာတနေ့မှာသူ့အမရဲ့အိတ်ခမ်းနဲ့ရန်ကြားကနေပြီးတော့သူဆန်းတဲ့အတန်တွေကြားနေရပါတယ်အဲ့ဒီမှာပုံနေတဲ့ဂျိုမင်ကလေးအဲလီဆာကိုချတွေ့သွားပါတယ်ကြိုကနာစီစာအုပ်ထဲတွေကအတိုင်းဂျူးတွေဟာဥရှို့ပါတယ်ဘလူးတွေလို့ထင်နေခဲ့တာပါဒါပေမဲ့အဲလီဆာကသူ့ကိုချိန်ချောက်ပြီးငေါ့တိုင်ရင်မင်းအမေပါအသက်ခံရမယ်လို့ပြောလိုက်တဲ့အတွက်ကြိုကကြောက်သွားပြီးဘသူကမှမပြောဘဲလျှို့ဝှက်ထားလိုက်ရပါတယ်ကြိုဟာအဲလီဆာကိုစောင့်ကြည့်ရင်းနဲ့ဂျူးတွေရဲ့လျှို့ဝှက်ချက်ဆိုတဲ့စာအုပ်ကိုရေးပါတယ်အဲလီဆာကိုမိခွန်းနဲ့မေးရင်းနဲ့ဂျူးတွေဟာဘလို့မဟုတ်ပဲတာမန်လူသားဖြစ်ကြောင်းကြပြတွေကိုမျက်နှာကြောင့်သိလာရပါတယ်ဒီနေရာမှာကြိုရဲ့စိတ်ကူးရင်တငယ်ချင်းဟစ်တလာကအဲလီဆာကိုတတ်ဖို့ကြိုကိုအမြဲတိုက်တွန်းပေမဲ့ကြိုကတော့အဲလီဆာအပေါ်တိုင်ရောစင်တွေစတွေ့လာပါပြီကြိုရဲ့အမေရိုစီယာတကယ်တော့နာဇီတွေကိုတိတ်တဆိတ်ဆန်းကျင်ပြီးငင်းချမ်းစာတန်းတွေလိုက်ကန်နေတဲ့သူပါ။တနေ့မှကြိုကလမ်းမပေါ်မှာကြိုးပေးထက်ခံထားရတဲ့လူတွေကိုတွေ့လိုက်ရပြီးအဲ့ဒီထဲမှာသူ့အမေရဲ့ဖက်နှက်ကိုမြင်လိုက်ရတဲ့အခါကဘာပြတ်သွားသလိုခံစားလိုက်ရတယ်။ကြိုကနာဇီတွေရဲ့ရက်စက်မှုကိုယ်တိုင်ခံစားလိုက်ရတဲ့အချိန်ပါပဲ။ရုရှားနဲ့အမေရိကန်စစ်တပ်တွေမြို့ထဲဝင်လာပြီးနာစီတွေချုံနှိမ်သွားပါတယ်ကြွရဲ့စိတ်ကူးတဲ့ဟစ်တလာကလည်းတောရတကြီးနဲ့သူ့လာဆဲပါတော့တယ်ကြွကဟစ်တလာကိုပြတင်းပါကနေကန်ထုတ်လိုက်ပါတယ်အလီဆာကိုအပြင်ထွက်ခွင့်ပေးလိုက်ရင်သူ့တယောက်တည်းကြံခဲ့မှာဆိုလို့ဂျာမနီစစ်နိုင်သွားပြီလို့ကြွကလိန်ပြောခဲ့ပါသေးတယ်ဒါပေမဲ့နောက်ဆုံးမှာတော့အလီဆာကိုအပြင်ထုတ်ပေးခဲ့ပြီးလွတ်လပ်သွားတဲ့အလီဆာကကြွကိုပါတစ်ချက်ရိုက်ပါတယ်အဲ့ဒီနောက်မှာတော့သူတို့နှစ်ယောက်ဟာလွတ်လပ်မှုရဲ့အရသာအဖြစ်လမ်းမပေါ်မှာကားခုံရင်းနဲ့ဆက်သိမ်းသွားပါတယ်